လောကရဲ့လမ်းများကိုရှောက်သွားရတဲ့မောပန်းလွမ်းလေလုံးသားကလွမ်းစလို့တန်တမီရဲ့မေရဲ့အိမ်ကိုအိမ်များတဲ့အမေရဲ့မေတ္တာရိတ်ထဲဝေခဲ့ပြီးမောတခါလေးပြန်လဲတွေ့ရင်မဘိုးကြီးကွယ်ချောက်သွေးတဲ့အိမ်မရှိတွေကြားထဲမှာရိတ်ခုလွင်ပြဲYesterday နေ့ရမြတိုက်ခိုက်ကြလို့အားနေနေပြီဆိုတင်ချတဲ့စိတ်တွေများပြိုကွဲသွားမလားဆိုရင်နေလို့ရင်မတန်ရများနာကျင်နေပြီပဲအိမ်ပြန်ခြင်းနဲ့ငြိမ်းချမ်းဆုံးမေးကလေးကြောင့်မရဘူးမွန်ချက်တဲ့မျိုးပြလူနေမှုစနေမှာစီမျောရင်လည်းပဲကြီးလေးတဲ့ခီးခုအဆုံးချီရောက်ဖို့ကြိုးစားနေသူမှာရိုးသားတဲ့ခြေလက်ကမေးအေးလေးကြောင့်တွေ့မိပြီနေလို့တရားများရင်တဲ့ကျွန်တော်ဟာလို့ငိုချင်တဲ့အိမ်ပြန်ချင်တဲ့ငြိမ်းချမ်းဆုံးနေအိမ်ပြန်ချင်တဲ့နှွေးထွေးဆုံးမေးအိမ်မရတဲ့များစွာတဲ့ရထားအိုးတဲ့လေးများချရင်အိမ်ပြန်ချင်တဲ့စိတ်ကလေးဒါမရဘူးအားလုံးစမေးချင်လုံးကြုံနဲ့နေရာကနေအိမ်လေးလို့တိလိုက်ရတဲ့ချိန်ကြတော့ကျွန်တော်ကဟိုးဝေးကြီးမှရောက်ရှိနေတယ်ဒီလေရိုးသားတဲ့ခြေလက်ကမေးအိမ်လေးကြောင့်တွေ့မိပြီနေလို့တရားများရင်တဲ့ကျွန်တော်ဟာလို့နိုးချင်တဲ့အိမ်ပြန်ချင်တဲ့ငြိမ်းချမ်းဆုံးမေးအိမ်ပြန်ချင်တဲ့နှွေးထွေးဆုံးမေးအိမ်မရတဲ့များစွာတဲ့ရထားအိုးသာလေးများချရင်အိမ်